Sounds like a date to me. ဒီနေ့အတွက်ကတော့ it sounds ရဲ့အဓိပ္ပာယ်လေးပဲပြောမှာဖြစ်ပါတယ်။သူ့ရဲ့အဓိပ္ပာယ်ကတော့ကိုကြားလိုက်တဲ့အကြောင်းအရာတယောက်ယောက်ကကိုယ်ပြန်ပြောလိုက်တဲ့အကြောင်းအရာတစ်ခုခုပေါ်မှာကိုက reaction ပေးတဲ့အခါမှာသုံးတယ်ပေါ့နော်။သူက impersonal expression ဖြစ်တယ်။ impersonal expression ဆိုတာဥပမာကြားလိုက်တဲ့အချိန်မှာကိုကကြားလိုက်တဲ့အချိန်မှာတစ်ခုလုံးခြုံပြီး reaction ပေးရပါတော့။သူမို့ငါကတော့သူမို့လို့တော့အဲ့လိုမျိုးပေးတာမဟုတ်ဘဲနဲ့ကြားလိုက်တဲ့အကြောင်းအရာတစ်ခုလုံးကိုreaction ပေးတာပေါ့နော်သူကိုသုံးလို့ရတဲ့ပုံစံ၃မျိုးရှိရဲနံပါတ်1ကတော့ it sounds plus adjective ပေါ့နော် adjective ကကြတော့ကိုပြောချင်တဲ့ကို reaction ပေးမဲ့အကြောင်းအရာနဲ့သက်ဆိုင်တဲ့ adjective ပေါ့နော် it sounds interesting ဟိုမှာတငယ်ချင်းကရုပ်ရှင်အကြောင်းကိုကြည့်ပြီးတော့ပြန်လာတယ်ပြောတဲ့အခါမှာအော်နောက်ထောင်ကတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် it sounds fun ပြောဖို့ကောင်းတယ်ကြားရတော့ပြောဖို့ကောင်းမယ်ထင်တယ်ပေါ့နော်အဲ့လိုအဓိပ္ပာယ်ပေါ့နော် it sounds amazing သူကကို date ကနေပြန်လာတယ်သူ့တိတ်ချောင်းသူရမ်းကြွားနေချင်မှာ it sounds amazing အဲ့လိုမျိုးကိုကနားထောင်ပြီးတော့မှreaction တစ်ခုပြန်ပေးတာပေါ့နော်အဲ့ဒီမှာ it sounds ဆိုတဲ့နေရာမှာ it looks it seems ဆိုပြီးတော့သုံးလို့ရပါတော့ဒါပေမဲ့ looks ကိုသုံးမယ်ဆိုလို့ရှိရင်တော့ကြားရတာမဟုတ်ဘဲနဲ့မြင်လိုက်ရတဲ့မြင်ကွင်းပုံမှာမူတည်ပြီးတော့ဥပမာရုပ်ပုံလေးကိုကြည့်လိုက်တယ်ပုံလေးကိုကြည့်လိုက်တယ်စားချင်တဲ့ပွဲဖြစ်နေ it looks delicious ဆိုကိုစားရတော့မဟုတ်ဘူးနော်ကြည့်လိုက်တဲ့နေစားချင်တဲ့ပွဲဖြစ်နေတာပေါ့နော်ကြည့်လိုက်တဲ့နေကြောက်ဖို့ကောင်းနေတော့ it looks scary အဲ့လိုမျိုးပြောရပါ it seems ကကြတော့in general impression ဒီမှာတုံးနေ feelings ပေါ့နော်ကျွန်တော်တခုခြုံကြည့်တယ်လေဟမ်ဒါကြီးကိုကြည့်ပြီးတော့ငါခံစားလိုက်ရဒီပုံစံကြီးတော့တွက်ခတ်မဲ့ပုံပဲပေါ့ကိုခံစားချက်ပေါ့နော် so it seems difficult ဒါမှမဟုတ်ရှင်အကြောင်းအရာတစ်ခုကခြုံငုံပြီးတော့မှကြားတာလည်းဖြစ်နိုင်တယ်မြင်တာလည်းဖြစ်နိုင်တယ်တခုခုခြုံငုံပြီးမှကိုကgeneral impression တခုပြောမယ့်ခါမှာဆိုလို့ရှိရင် it seems ကိုသုံးတယ်ပေါ့နော်ဒုတိယတစ်ခုအနေနဲ့သုံးလို့ရတာကတော့ it sounds like plus noun ဒါမှမဟုတ်လို့ရှိရင် it sounds like plus clause တခုပဲ clause ဆိုတာကျတော့ subject plus verb နဲ့ sentence တောင်ထပ်လိုက်မှာပေါ့နော်အဲ့တော့ plus noun ကိုပြောမယ်ဆိုရင် it sounds like a good idea နောက်တော့ကောင်းတဲ့ idea တခုပဲပေါ့နော်အဓိပ္ပာယ်ကတော့တူတူပဲဘာလေးပဲပြောင်းသွားလဲဆိုသုံးပုံသုံးနဲ့သုံးနည်းလေး structure လေးပြောင်းသွားတယ်ပေါ့နော်ခုနက Chandler ပြောလိုက်တယ်ဆိုလို့ရှိရင် it sounds like a day to me ဆိုလို့ရှိရင်တော့ငါ date နေဖြစ်နေကြအတိုင်းပဲပေါ့နော်နားထောင်ကတော့ငါတိတ်နေဖြစ်နေကြအတိုင်းပဲဆိုပြီးတော့ပြန်ပြောလိုက်တာပေါ့နော်clause အနေနဲ့ပြောမယ်ဆိုလို့ရှိရင် it sounds like you were tired နားထောင်ကတော့မင်းပင်ပန်းနေပြီထင်တယ် it sounds like she is upset နားထောင်ကတော့သူစိတ်ဆိုးနေပြီထင်တယ် it sounds like they enjoyed it နားထောင်ကတော့သူတို့ပြောခဲ့တယ်ထင်တယ်တတိယတစ်ခုကတော့ it sounds as if ဒါမှမဟုတ် it sounds as though plus clause ပေါ့ clause ကကျတော့ subject နဲ့ verb နဲ့ပြန်လိုက်မှာပေါ့နော်ဥပမာ it sounds as if he's lying it sounds as though you had a great time သူလိန်နေလို့ထင်ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်သူမင်းပြောခဲ့မယ်လို့တော့ငါထင်တယ်ပေါ့နော်ဒါပေမဲ့ it sounds like တူတူပဲအဓိပ္ပာယ်ကဒါပေမဲ့ तू က formal ကြရပေါ့နော် formal ကြရတဲ့အတွက်ကြောင့်မလို့ writing ဒီမှာသုံးတယ်ပေါ့နော် speaking ဒီမှာတော့သုံးနေတယ် Sounds like a date to me.